မက်လ10နှစ်ရက်ရခိုင်ပြည်နယ်အမြို့နယ်အတွင်းရှိစစ်တုံးပန်းကျင်းစခန်းကိုစစ်ကောင်စီတပ်ကလေကြောင်းမှအပြင်းထန်ဘုံကျဲတိုက်ခိုက်ခဲ့မှုကြောင့်စစ်တုံးပန်းတရားကြော်တေဆုံးခဲ့ရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းစစ်ဦးစီးချုပ်စစ်တုံးပန်းဗိုလ်မှူးချုပ်ကျော်တန်းကစစ်တပ်၏လုပ်ရက်အပေါ်ဝေဖန်လိုက်သည်နိုင်ငံတော်အတွက်ဟုဆိုကာစစ်တပ်အတွင်းဝင်ရောက်ခဲ့တော်လဲယခုကဲ့သို့စစ်တုံးပန်းများကိုပြစ်မှတ်ထားဘုံကျဲတပ်ဖြတ်မှုများဆက်လက်လှုပ်ဆောင်နေမည်ဆိုပါကဘင်းဤခံယူချက်နှင့်ယူဆချက်များပြောင်းလဲရတော့မည့်အနေအထားဖြစ်ကြောင်းဝင်းကအာရခတ်တတော်ဟေထန်တွင်ဖမ်းဆီးခံထားရစဉ်အတွင်းရခိုင်ခြေစိုက်မီဒီယာများမှတဆင့်ပြောဆိုလိုက်ခြင်းဖြစ်သည်မက်လ10ရက်နေ့နံနက်10တနာရီကျော်မှမွန်းလွဲ2နာရီခွဲခန့်အထိအမြို့နယ်ဒါလက်ချောင်းဒေသရှိစစ်တုံးပန်းစခန်းကိုစစ်ကောင်စီတပ်ကဂျက်ဖိုက်တာ၄စီးကျဲ10နှစ်လေရင်၄စီးတို့ဖြင့်3နာရီကျော်ကြာမရက်မနာဘုံကျဲတိုက်ခိုက်ခဲ့သည်ထိုတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်မှဖမ်းဆီးခံထားရသည့်စစ်တုံးပန်း116ဦးသေဆုံးပြီး32ဦးဒဏ်ရာရရှိခဲ့သည်2024ခုနှစ်အတွင်းအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သိမ်းပိုက်ခံရသည့်တိုက်ပွဲတွင်ဟေဖမ်းဆီးမှုခံခဲ့ရသည့်ဗိုလ်မှူးချုပ်ကျော်တန်းကစစ်တုံးပန်းများကိုစစ်တပ်ကပြန်လည်ဘုံကျဲတပ်ဖြတ်မှုဖြစ်စဉ်ကိုကိုယ်တိုင်တွေ့ကြုံခဲ့ရပြီးနောက်စစ်တုံးပန်းများကိုစစ်တပ်ကဆွန့်လွတ်လိုက်ပြီးလားဟုမေးခွန်းထုတ်သည်တိုင်းပြည်အတွက်အကောင်းဆုံးတာဝန်ထမ်းဆောင်ခဲ့သူများကိုယခုကဲ့သို့ဘုံကျဲတပ်ဖြတ်ခြင်းမှာစစ်တုံးပန်းများကိုပြန်လည်လက်မခံလိုတော့သည့်သဘောသို့မဟုတ်လုံးဝဆွန့်လွတ်လိုက်သည့်သဘောလို့ဟုဘင်းကဆက်လက်မေးခွန်းထုတ်ခဲ့သည်ဒီလိုမျိုးစစ်တုံးပန်းတွေကိုဘုံကျဲတပ်ဖြတ်တာဟာမလုံသင့်မလုံထိုက်တဲ့လုပ်ရက်ပါသူတို့တီးတီးကြီးနဲ့ကင်းထောက်ပြီးမှလာလောက်တာဖြစ်တဲ့အတွက်ပြင်းပြင်းထန်ထန်ကိုလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ဟုဘင်းကဆိုသည်စစ်တပ်ထဲသို့ဝင်ရောက်စဉ်နိုင်ငံတော်အတွက်ဝင်ရောက်ခဲ့တော်လဲစစ်တုံးပန်းများကိုစစ်တပ်ကမကြာခဏဘုံကျဲနေခြင်းများထပ်မံပြုလုပ်ပါကခံယူချက်နှင့်ယူဆချက်များပြောင်းလဲရမည့်အနေအထားဖြစ်ကြောင်းသူကဆက်ပြောသည်ကျွန်တော်စတင်ဝင်စဉ်ကတော့နိုင်ငံအတွက်ကောင်းမွန်တဲ့ခံယူချက်နဲ့ဝင်ခဲ့တာပါဒါပေမဲ့လက်ရှိဒီလိုမျိုးတွေထပ်လုပ်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ယူဆချက်တွေဟာပြောင်းလဲရမယ့်အနေအထားဖြစ်ပါတယ်ဟုဗိုလ်မှူးချုပ်ကအတိအလင်းပြောကြားခဲ့သည်စစ်တပ်၏ဘုံကျဲခံရမှုဖြစ်စဉ်ကိုဗိုလ်မှူးချုပ်ကျော်တန်းကပြန်လည်ရှင်းလင်းပြောကြားရာတွင်ဟေတပ်ဖွဲ့ဝင်များသည်ဘုံကျဲနေသည့်ကြားကာလအတွင်းပင်ကြောသားရင်သားမခွဲခြားဘဲစစ်တုံးပန်းများအရက်သားအကျဉ်းသားများနှင့်လင်းတို့၏တပ်ဖွဲ့ဝင်များကိုဘေးလွတ်ရာသို့အမြန်ဆုံးဆွဲထုတ်ကယ်ဆယ်ခဲ့ကြောင်းဒဏ်ရာရရှိသူများကိုလည်းစေဝါကုသပေးကစနစ်တကျပြန်လည်ကျွေးမွေးစောင့်ရှောက်ထားကြောင်းထည့်သွင်းပြောဆိုခဲ့သည်ယခုကဲ့သို့စစ်တုံးပန်းစခန်းများကိုအကြိမ်ကြိမ်ပြစ်မှတ်ထားတိုက်ခိုက်နေခြင်းသည်နောင်တွင်စစ်တပ်အတွက်အလွန်ဆိုးဝါးသည့်ရလဒ်များဖြစ်လာနိုင်ကြောင်းရှေ့တန်းရောက်စစ်သည်များ၏စိတ်ပိုင်းဆိုင်ရာကိုလည်းကြီးမားစွာရိုက်ခတ်စေကြောင်းဝင်းကသတိပေးခဲ့သည်စစ်ပွဲတစ်ခုကိုနိုင်ဖို့ဒီလိုလှုပ်ဆောင်ချက်တစ်ခုတည်းနဲ့မအောင်မြင်ပါဘူးဟုဗိုလ်မှူးချုပ်ကျော်တန်းကထုတ်ဖော်ပြောဆိုသွားသည်စနစ်အကြမ်းဖက်စစ်တပ်ကနိုင်ငံတော်ဝန်လုံးရှိဝင်ကြီးဌာနများအလိုက် CDM အမည်စရင်းများယိုနိုင်ငံရေးအမှုဖြင့်အလိုရှိသောထွက်ပြေးတိမ်းရှောင်စာရင်းများကိုသက်ဆိုင်ရာဌာနများအလိုက်ပြန်လည်ပြင်ဆင်တဲ့ဖျက်ပြုစုပြီးပြည်ထောင်ရေးဝင်ကြီးဌာနထံသို့ပေးပို့ရန်စစ်တပ်ကညွှန်ကြားလာကြောင်းနေပြည်တော်စစ်ပတ်သတင်းရင်းမြစ်ကပြောဆိုသည်ကအကြမ်းဖက်စစ်တပ်ကယခုလာမည့်မက်လအကုန်တွင်သက်ဆိုင်ရာဝင်ကြီးဌာနများအလိုက် CDM စာရင်းများယိုနိုင်ငံရေးအမှုများစစ်တပ်၏ညွှန်ကြားချက်တွင်အကြမ်းဖတ်မှုယုံမတရားအသင်းဆက်သွယ်မှုယုံဖောက်ခွဲမှုအပါအဝင်ပြစ်မှုများဟုဖော်ပြထားသည်ဖြင့်ထွက်ပြေးတိမ်းရှောင်နေသောတရားခံပြေးများ၏စာရင်းများကိုပြန်လည်ပြင်ဆင်တဲ့ဖြတ်ပြီးပေးပို့ရန်ညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရှိရသည်ကငကိုရှိရင်ဆွဲစာရင်းကိုပြန်ပြီး update လုပ်တဲ့သဘောမျိုးကအဲ့ဒီမှာတချို့ဌာနကင်းကွာ CDM တွေကအတနာခံစာတင်ပြီးအမည်မေးစာရင်းကဖယ်ရှားလိုက်တာလည်းရှိရဲ့ကအဲ့ဒါတွေကိုပြန်ပြီးနောက်ဆုံးစာရင်းပြုစုခိုင်းတဲ့သဘောမျိုးကPerson Scrutinization and Monitoring System PSMS application မှာစာရင်းသွင်း update လုပ်မယ်လို့သိရတယ်ဟုနေပြည်တော်စစ်ပတ်သတင်းရင်းမြစ်ကပြောဆိုသည်ကစစ်တပ်ကအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုံမှန်50ညာနဲ့ပုံမှန်52ကဖြင့်အမှုဖွင့်ထားသူများကိုအမှုရုပ်သိမ်းလိုက်သည်ဟုမက်လ2ရက်နေ့ကကြေညာခဲ့တော်လဲအခြားတစ်ဖက်တွင်အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့်တရားစွဲဆိုထားသူများအပါအဝင်နိုင်ငံရေးအမှုဖြင့်ထွက်ပြေးတိမ်းရှောင်နေသူများကိုပြန်လည်စာရင်းကောက်ခံနေကြောင်းသိရှိရသည်ကပြည်ထောင်ရေးဝန်ကြီးဌာနသတင်းရင်းမြစ်ကမူနေပြည်တော်ရှိ PSMS software ထိန်းချုပ်ရေးစင်တာတွင် CDM ဟုနိုင်ငံရေးအမှုများယိုတက်ပြေးယိုရဲပြင်းနှင့်စစ်မှုတန်းပြေးစာရင်းများကိုလာစဉ်အမြဲလိုပုံမှန်စာရင်းများသွင်း update လုပ်လေးရှိကြောင်းယိုယခုစာရင်းတောင်းခံမှုမှာအစိုးရသစ်အပြောင်းလဲမလုပ်မီစာရင်းအသစ်ထပ်မံပြုစုခြင်းဖြစ်ကြောင်းပြောဆိုသည်ခါအစိုးရသစ်မဖွဲ့မီစာရင်းတွေပြန်ပြီးပြုစုတာကထွက်ပြေးတိမ်းရှောင်စာရင်းကလည်းအပြောင်းလဲရှိတယ်ဟုပြည်ထောင်ရေးဝန်ကြီးဌာနသတင်းရင်းမြစ်ကဆိုသည်ကစစ်တပ်က2025ခုနှစ်မှာစတင်ပြီး Person Scrutinization and Monitoring System
PSMS application စတင်အသုံးပြု၍စစ်ဆေးမှုများလှုပ်ဆောင်နေကြောင်းနှင့်ရုရှားကအဓိကတာဝန်ယူရေးဆွဲပေးသော PSMS application ကိုစစ်တပ်ကရေးဆွဲထုတ်လုပ်လိုက်ပြီးအဆိုပါ application မှာစစ်တပ်ရဲနှင့်လာဝန်ကများတည်တံ့အသုံးပြုစစ်ဆေးရန်သာဖြစ်ကြောင်းယုံစစ်ဆေးရေးဂိတ်များယုံလေးစိတ်ယုံရေးစိတ်ယုံမြို့ဝင်အထွက်ဂိတ်များနှင့်ကားဂိတ်များရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များယုံထွေဂိတ်များနှင့်ကားဂိတ်များရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များယုံထွေအုပ်ရဲနှင့်လာသူဝါကများထံသို့ application များချထားပေးကြောင်းယုံအဆိုပါ application ကိုဝင်ရောက်ရန် key နှင့် password များကိုစစ်ကောင်စီကတင်းကျပ်စစ်စစ်စွာချထားပေးပြီး PSMS application အတွင်းရှိအချက်အလက်များကိုနေပြည်တော်ကဓာတ်ရိုက်ထိန်းချုပ်ထားကြောင်းရင်းချင်း PSMS application ထဲတွင်စစ်ကောင်စီကအလိုရှိနေသောနိုင်ငံရေးလှုပ်ရှားသူတို့ CDM များနှင့်စစ်ပြေးရဲပြေးများကိုအဓိကဖမ်းဆီးနေခြင်းဖြစ်ကြောင်းသိရှိရသည်က